ကျွန်တော်လည်းဟိုတလောကကျွန်တော် TikTok မှာတင်ပေးခဲ့တယ်ကျွန်တော်တို့ video editing lesson file တွေကိုမကြခင်ရောင်းချပေးပါမယ်ဆိုတဲ့ post ကိုကျွန်တော်တင်ပေးခဲ့ပြီးပါတယ်အဲ့တော့ video editing lesson file တွေကိုကျွန်တော်ခုလက်ရှိတကြံတွင်းမှာလည်းစတင်ရေးဆွဲနေပြီဖြစ်ပါတယ်အဲ့တော့ဒါမကြခင်မှာကျွန်တော်ပြီးဆုံးတော့မှာဖြစ်ပါတယ်ဒီ editing lesson file တွေကတော်တော်လေးကိုအသေးစိတ်တစ်ခုချင်းရေးဆွဲထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တတ်မဲ့သင်တန်းသားတွေအနေနဲ့လေ့လာမဲ့သင်တန်းသားတွေအနေနဲ့တော်တော်လေးကိုအကျိုးရှိပါတယ်ပြီးတော့ကျွန်တော်ပေးရမယ့်ဈေးနဲ့လည်းတော်တော်လေးကိုတန်တယ်လို့ပြောလို့ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာတွေသင်ကြားမှာလဲဆိုတာကိုကျွန်တော်ရှင်းပါကျွန်တော်TikTok မှာ post ကိုလေးသင်ခဲ့ပြီးပါတယ်အဲ့တော့ကျွန်တော်ဒီမှာဘာတွေသင်ပါလဲဆိုလို့ရှင်တော့ကျွန်တော် editing ဆိုတာဘာလဲပြီးတော့ Premiere Pro မှာ software မှာရှိတဲ့ကျွန်တော် menu တွေ၄ရောက်အကြောင်းလေးကျွန်တော်အသေးစိတ်ပြပြပါမှာဖြစ်ပါတယ်နောက်တစ်ခုကျတော့ Premiere Pro မှာပါတဲ့ tools တွေရှိပါတယ်သူ16ခုရှိပါတယ်အဲ့16ခုလုံးနဲ့တစ်ခုချင်းစီအသေးစိတ်ကိုကျွန်တော်ထပ်ပြောမှာဖြစ်ပါတယ်ပြီး sequence editing ဒီ editing style ဒီ audio sense ပြီးရင်ကျွန်တော် effect control အသေးစိတ်တွေပြီးရင် keyframe animation keyframe နဲ့ animation တွေဘယ်လိုလုပ်လဲဆိုတာပါမှာဖြစ်ပါတယ်ပြီးရင် camera နှလုံးနဲ့အထက် editing လုပ်မှာဖြစ်ပါတယ်ဒီ camera နှလုံးနဲ့ editing လုပ်တဲ့ခါကျရင် audio sync တွေ synchronize တွေဘယ်လိုလုပ်မှာလဲဆိုတာပါအသေးစိတ်ပြပြပေးတော့မှာဖြစ်ပါတယ်နောက် audio adjustment တွေဖြစ်ပါတယ်ကျွန်တော် noise reduce and background တွေဖြစ်ပါတယ်ကျွန်တော်တို့စူညံနေတဲ့ဘေးပတ်ဝန်းကျင်မှာစူညံတဲ့အတန်တွေကိုဘယ်လို noise reduce လုပ်လဲဘယ်လိုတွေ short ချလဲဆိုတဲ့ဟာပါဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကျတော့ကျွန်တော် green screen ဖြစ်ပါတယ် chroma စားခြင်းဖြစ်ပါတယ်ဒါမျိုးလည်းကျွန်တော်အသေးစိတ်ပြပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ color key ဖြစ်ပါတယ်ကျွန်တော်ရိုက်ကူးလာတဲ့ video ရဲ့ background ကိုဘယ်လိုဖြောက်မလဲဆိုတဲ့ color key အကြောင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော် text animation ဖြစ်ပါတယ်ဒီ text animation မှာဆိုရင်တော့ premium မှာပါတဲ့ keyframe နဲ့ text chart တွေကိုကျွန်တော် animation ကစားတဲ့ပြင်ကိုကျွန်တော်တို့တခြားတော့ preset တွေနဲ့ဘယ်လို animation ဆောက်မလဲဆိုတာပါအသေးစိတ်ပြပြပေးမှာဖြစ်ပါတယ် karaoke ဘာစတိုင်းနဲ့အကြောင်းလေးပါမယ်ပြီးနောက်တစ်ခုကျ sequence setting တွေပါဖြစ်ပါတယ် sequence setting တွေကကျွန်တော် YouTube Facebook TikTok site တွေကိုဘယ်လို ratio ချိုးမလဲဘယ်လို resolution ထားမလဲဆိုတဲ့အကြောင်းလေးပါမှာဖြစ်ပါတယ်ပြီးရင် TikTok site editing ဖြစ်ပါတယ် TikTok site editing ကျွန်တော် YouTube အတွက် Facebook အတွက်ထုတ်ထားတဲ့ video တခု TikTok site ဖြစ်အောင် editing ပုံစံဘယ်လိုပြန်ချိုးမလဲဆိုတဲ့ဟာတွေပါမှာဖြစ်ပါတယ်ပြီးရင် Pandu editing ဖြစ်ပါတယ် Pandu နဲ့ဘယ်လိုကစားမလဲပေါ့ Pandu နဲ့ဘယ်လိုအလုပ်လုပ်မလဲဆိုတဲ့အသေးစိတ်တွေပါမှာဖြစ်ပါတယ်ပြီးရင် FS transition Premiere Pro မှာပါတဲ့ FS အကြောင်းလေး transition အကြောင်းတွေကိုအသေးစိတ်ပြပြပေးမှာဖြစ်ပါတယ်ပြီး preset transition တွေပါမယ် lower တက်တွေပါမယ် lower တက်ကိုကျွန်တော် Premiere Pro မှာဘယ်လို design ဆွဲမလဲပေါ့ Premiere Pro မှာဘယ်လိုဆော့မလဲဆိုတဲ့ဟာတွေပါမှာဖြစ်ပါတယ်ပြီးရင် overlay အကြောင်းအသေးစိတ်ပါမှာဖြစ်ပါတယ်ပြီး photo slide show တွေပါမှာဖြစ်ပါတယ်ပြီး editing tricks တွေပါမှာဖြစ်ပါတယ် editing tricks ကျွန်တော် Premiere Pro မှာပါတဲ့ editing tricks အကြောင်းတွေကိုအသေးစိတ်ပြပြပေးမှာဖြစ်ပါတယ်နောက်တော့ကျတော့ basic color grading ပါမှာဖြစ်ပါတယ် color grading ကို basic အနေနဲ့ထည့်သွင်းပေးတော့ဖြစ်ပါတယ်ပြီး audio beat editing beat ကိုနင်းပြီးတော့ audio beat ကိုနင်းပြီးတော့ကျွန်တော်တို့ရုပ်ကတ်တွေဘယ်လိုကစားမလဲဆိုတာပါမှာဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော် H4 set တွေဖြစ်ပါတယ်အဲ့တော့ဒီထဲမှာရေးထားတဲ့အချက်လက်တွေကဒီသင်ခန်းစာတွေထဲမှာပါတယ်အချက်လက်တွေအများများတော့တစ်ခါကျရင်ကျွန်တော်ကိုတော့မယုံနိုင်ဖြစ်ရပါတယ်ကျွန်တော်ဒီအပြင်နဲ့သင်တန်းသွားတက်မယ်ဆိုရင်တော့မှဒီလောက်ထိပါမှာမဟုတ်လားပါဒါကတော်တော်လေးကို basic ကနေပြီးတော့ pro level အထိရောက်နေတဲ့သင်ခန်းစာတွေဖြစ်ပါတယ်ဟုတ်ကျွန်တော်ရေးဆွဲထားတဲ့ video file lesson တွေကိုလောလောဆယ်မှာမအားဘူးစိတ်ဝင်စားသေးဘူးဆိုရင်တော့မှဝယ်ထားတင်ပါတယ်ဒီ video file တွေကိုကျွန်တော်တို့ဝယ်ထားပြီးတော့ဖြည်းဖြည်းချင်းလေ့ကျင့်သွားမယ်ဆိုရင်တော့မှတော်တော်လေးကိုတန်မှန်နေတာဖြစ်ပါတယ်အဲ့တော့အပြင်သင်တန်းတော့တက်မယ်ဆိုရင်တော့ကျွန်တော်တို့ line ကားတွေစီးရတယ်သူတို့တက်မှတ်ထားတဲ့အချိန်ကိုရောက်အောင်သွားတာဖြစ်ပါတယ်သင်တန်းတရက်ပြတ်မယ်ဆိုလို့ရှိရင်လည်းအဲ့တရက်ပြတ်တဲ့သင်တန်းဟာကိုကျွန်တော်တို့ပြန်မေးဖို့ရတော့ကိုခက်ရင်ပါတယ်ဒါကြောင့်ဒီ video file lesson တွေကကျွန်တော်တို့တကယ်အပြင်မှာ1/1သင်ရတဲ့ပုံစံမျိုးကိုကျွန်တော်အသေးစိတ်ရှင်းပြထားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့နားလည်ရလွယ်ကူမှာဖြစ်ပါတယ်အဲ့တော့ Premiere Pro ကကြတော့ကျွန်တော်တို့ phone editing နဲ့စလို့ရှိရင်ကျွန်တော်ကွန်ပျူတာနဲ့ပို့ပြီးတော့လောက်ရတာလွယ်ကူတဲ့ professional ဆန်တာဖြစ်ပါတယ် client ကကိုယ်အလုပ်တစ်ခုအပ်တယ်ဆိုတော့မင်းဘာနဲ့ဖြတ်နေတယ်ဘာ software နဲ့ဖြတ်နေဆိုရင်ကျွန်တော်ကတ်နဲ့ဖြတ်တယ် InShot နဲ့ဖြတ်တယ်လို့ပြောရတယ်စလို့ရှိရင် Premiere Pro နဲ့ဖြတ်တာပါလို့ပြောတာကပို့ပြီးတော့ Pro ကြပါတယ်ပတ်စံပို့တောင်းတယ်ကောင်းတယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မကြခင်မှာရောင်းချပြီးတော့ video file lesson file တွေကိုကျွန်တော်တို့လူကြီးအယောက်200ထိတယ်လူကြီးအယောက်200ထိကကျွန်တော်ပတ်စံ9000နဲ့ရောင်းချပြီးအောင်ဖြစ်ပါတယ်9000အရန်တန်ပါတယ်ကျွန်တော်အပြင်တင်တန်းသွားတက်မယ်ဆိုရင်တော့ဒီလောက်ထိအသေးစိတ်မပေါ့ဖြစ်ပါတယ်တကယ်လို့အယောက်200ကျော်သွားပြီဆိုရှင်တော့ကျွန်တော်တသိန်းခွဲနဲ့ရောင်းချပြီးတော့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗီဒီယိုဆုံးနေကြ edit with 0ပါမှာ